ကဲဒီနေ့ကျွန်တော်chip customer တွေကို leather premium quality ကိုရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ customer တွေကိုပေါ့နော်အလွယ်ဆုံးနည်းနဲ့ရှင်းပြပေးမယ်အပေါ်ယံပေါ့နော်ခွဲခြားနည်းရှင်းပြပေးမယ်နော်တခါတလေကြားလို့ရှိရင် quality ဘာကြောင့်ကွာလဲ leather အသားတွေရေရှည်ခံမှုတွေပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ပုတ်တိုက်သွားရင်အထဲကအသားဘာကြောင့်မတူတာလဲလေကိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်ကျွန်တော်အခုဝတ်ပြထားတာ premium quality 2,800,000နော်2,800,000ဒီမှာအသားစားဣဖတ်နေမယ်ဣနေမယ်မာကြောမဖြစ်ဘူးဣဖတ်နေမယ်ဒီကောင်တွေကဘာလဲဆိုတော့ spray tanning လို့ခေါ်တယ်ကျွန်တော် spray နဲ့လုပ်ထားတာ spray နဲ့ဒီကောင်မလုပ်ခင်သူတို့ဟိုအရင်ကပေါင်းအိုးကြီးတွေနဲ့ဒီကောင်ကိုဒီအယောင်စိန်နေပြီးတော့မှ spray တင်တာဖြစ်တဲ့အတွက်ထွက်လာတော့သူကဘယ်လိုဖြစ်လဲဆိုတော့ဒီမှာကြည့်အတွင်းသားအစာတွေမှာအတွင်းသားအစာအညိုရောင်ဖြစ်နေတယ်အတွင်းသားအစာအညိုရောင်ဖြစ်နေတယ်အပေါ်ယံပဲအညိုရောင်မဟုတ်အတွင်းသားအစာအညိုရောင်ဖြစ်နေတယ်အပေါ်ယံထိချက်တစ်ချက်ထိသွားရင်တော့မှသူကအတွင်းသားအစာအညိုဖြစ်နေမယ်သူအပေါ်ယံပဲလှုပ်ထားတာမဟုတ်အတွင်းထဲထိပါဆေးပေါက်ရောက်တယ်နော်ဒါကတော့ကျွန်တော်တို့တွေဒီမှာ local မှာအများစုရောင်းတယ်ဒီမှာအတွင်းသားကြီးဖြူနေတယ်တွေ့လားအတွင်းသားကြီးဖြူနေတယ်သူအပေါ်ယံပဲဟိုစုပ်တန်နဲ့တုတ်ထားတဲ့ဟာမျိုးနော်တကောင် quality အညံ့အဲ့တော့တစ်ချက်ထိလိုက်တာနဲ့အောက်ကအဖြူပေါ်လာလိမ့်မယ်ဒီမှာအတွင်းသားတွေ့လားအပေါ်ယံလေးပဲအညိုဖြစ်နေတာအတွင်းသားအဖြူနော်โอเคအဲ့ဒါဆိုကျွန်တော်ဝတ်ပြထားတာက spray ကိုမှကျွန်တော်စိန်ထားတဲ့ဟာအဲ့ဒါ quality กว่าတယ်အဲ့ကြောင့်ဒီကောင်လေးက2,500,000ဒီကောင်လေးက2,800,000 3,000ပဲกว่าတော့ quality ပိုကောင်းတယ်ကျွန်တော်ဒီနေ့ရောင်းချပေးမှာက premium quality အတွင်းသားအထိပါဆေးကိုစိန်ထားတဲ့အရေးသွင်းမြင့်တရေတိုးတရေကိုရောင်းချပေးမှာဖြစ်ပါတယ်2ရောင်းချပေးမယ်နော်ကျွန်တော်ရောင်းချပေးထားတဲ့အယောင်ကအခုဝစ်ထားတာကတော့ coffee ရောင်ပုံစံအညိုရောင်လေးတရေအစ်စ်တော်မိုက်တဲ့အိတ်ကက်တွေအားစပခုံး18 19ရမယ်နော်နှစ်ထည်လုံးဝတ်ပြပေးမယ်တော်မိုက်တဲ့လက်စစ်နဲ့လာမယ်နှိပ်စီးနဲ့လာမယ်နော်လက်စစ်နဲ့လာမယ်နှိပ်စီးနဲ့လာမယ်သူကလက်စစ်တွေပါလေဆိုတော့ပို့ပြောမှဆိုဝါတဲ့လူတွေကစလက်မတော်တာတွေပါမရှိဘူးဒီနှိပ်စီးပဲမပါဘူးလက်စစ်ပါပါတယ်အိတ်ကက်တွေအချိုးတွေအားစတော်မိုက်တယ်ခါးစည်းနဲ့လာမယ်နော်ခါးစည်းနဲ့လာမယ်လူကြီးလူငယ်အခုနောက်ပိုင်းဝစ်လို့လှတဲ့အထည်မျိုးနော်ဒီမှာဒီပုံစံနော်တော်လှတယ်အညိုရောင်မှသူက premium ဆန်မယ်ဟိုတောက်ပြောင်ကြီးဖြစ်မနေဘူးအယောင်ကြီးကလည်းလုံးဝဟိုအပေါ်သားဆန်မနေဘူးတော်လှနော်ခါးစည်းလေးနဲ့လာမယ်တရေအစ်စ်တိုးတည်ဒီရန်ကုန်ရောင်းချပေးတာဖြစ်တဲ့အတွက်ရန်ကုန်အယောင်ကိုချေရပြီးအခြားမြို့နယ်တွေကိုငွေကြိုလွှဲရပါတယ်ခင်ဗျာနိုင်ငံတော်များများကိုပို့ပေးပါတယ်အနက်ရောင်လေးကိုပြရမယ်အတွင်းသားဆိုအနှွေးနဲ့လာတယ်ဒီမှာကျွန်တော်ခွဲထားတာဒီလိုလေးခွဲထားတယ်ဒါက premium quality ဆိုဒီလိုလေးလာတယ်เนาะကျွန်တော်ထဲမှာဒီလိုချိန်နေလာအတွင်းသားအိတ်ကနှစ်ဖက်ပါမယ်အနက်လဲလာတယ်ညိုလဲလာတယ်เนาะ3,000လေးပဲกว่าဆိုဒီကောင်ယူမိုက်တယ်အနက်လေးလဲလာတယ်เนาะတော်မိုက်တယ်ကဲကျွန်တော်ရဲ့အထည်လေးတွေကိုဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုရင်3996938883လေးနဲ့3996938883ဆိုတဲ့ Viber မှာဖြစ်ဖြစ် TikTok Messenger မှာဖြစ်ဖြစ် Facebook Messenger မှာဖြစ်ဖြစ်ဆက်သွယ်ဝယ်ယူလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဝယ်ယူတဲ့ထမင်းရှင်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ